ရာဆိုတာလေတော်တော်ခံရခက်တဲ့ဒုက္ခနော်ဒီလားခံစားဖို့တဲ့သူမှနားလေရနော်စာနာပေးနေတာပေါ့နော်ကျမတို့လူကြားသူကြားတဲ့ရောက်လေပို့ပြီးတော့လေဘလို့မှမနေနေမထိုင်နေအောင်ရားတာပေါ့တချို့ဆိုလို့ရားတာဘယ်လောက်ထိဆိုလဲဆိုလို့ညအိတ်လို့တော့မရအောင်ပေါ့နော်တချို့ဆိုမနေနေတော့လေအရက်ပြန်တဲ့ဂုံးနေနဲ့အထဲတွေအထိတုတ်တာပေါ့နော်အဲ့ဒါမျိုးလုံးဝမလုပ်ပါနဲ့နော်ကျမတို့ရဲ့ဒီမိန်းကိုထဲမှာကောင်းတဲ့ပိုးလေးတွေရှိရပေါ့နော်ကျမတို့ရဲ့ဒီ pH ကမိန်းကိုမှာရှိတဲ့ pH ကိုထိန်းထားနိုင်တယ်ဆိုလို့ရှိရင်ကောင်းတဲ့ပိုးလေးတွေကကောင်းကောင်းပေါက်ဖွားနိုင်တယ်မကောင်းတဲ့ပိုးတွေကိုတိုက်ထုတ်ပေးနေတာပေါ့နော်မိန်းမကိုမှာကောင်းတဲ့ပိုးလေးတွေပေါက်ဖွားဖို့အတွက်ဆိုလို့ရှိရင်ဒီ Harvey Gel လေးကအရန်ကိုအထောက်အကူပြုရပေါ့နော် Harvey Gel ကကြပြီးတော့တာမန်ကောင်းနေတဲ့သူတွေလည်းသုံးလို့ရတဲ့ပစ္စည်းပေါ့နော်ကောင်းနေတဲ့သူတွေလည်းပဲဥပမာကျမတို့ပေါ့နော်ဒီ skin care တွေဆိုလို့ရှိရင်တင်းတိတ်ဖြစ်မှာဝက်ချန်ဖြစ်မှာသုံးရတာမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးဘာမှမဖြစ်တဲ့မျက်နှာတွေမှာလည်းသုံးပေးခြင်းအပြင်အဲ့ဒါတွေမဖြစ်အောင်ကာကွယ်ပေးတဲ့လိုမျိုး Harvey Gel ကကြတော့လေဒီကျမတို့ကောင်းတဲ့မျိုးသမီးတွေမှာတပတ်ကိုတစ်ချောင်းလောက်နဲ့တေးသေးချာချာအတွင်းပိုင်းကိုတန့်ပြီးတော့ရှိနေတဲ့မိမကိုရဲ့ pH ကိုရှိအောင်လုပ်ပေးတဲ့ပစ္စည်းပေါ့နော်လုံးဝကိုယ့်ရဲ့မိမကိုလေးကတန့်ရှင်းအနှံ့ကင်းပြီးတော့ဒီ fresh ဖြစ်နေတဲ့ခံစားချက်လေးကိုရချင်တယ်ဆိုလို့ရှိရင် Harvey Gel လေးကို